多山那个西航碰击将机下，伢把所有的对水龙路啊加单到加压了我嘛呗。个人嘞多么那哈地将我小拉的，得800西巴的嘞。江滩下落个咯，啊得多几笔比自家难吧嘞。地将也土家家个咯，早晚的嘛是的，得打空浪神机吧呗。哎，你空浪哈，三数的面上嘛低落大路地大概那个标价嘞。空浪做的个嘞，不随便别到你的家话呗。特别咩，伢来人的一群都那一老嘛，空浪等我加压得吧嘞。咚咚说的，树下的一担苗吧。个人嘞都么那，不他妈从伢个一点一担加到太太米嘞。啊边嘛不多嘛么媳妇。那你们那家伙下落个老太鸡嘞，下落个咯面龙个没比，一表昂他一把贵，啊但说他李大人嘞加压得吧嘞，路边没吧嘞。特别咩，东一苗你伢嘛咯，个人哩都么那得苦得地他咪多嘞。空浪人个李大路出来的一担好苦，空浪个得中了个得面得也看你的蹦山苗吧。那比一啲一旦出来的，将问题个对面嘛，气压眼里头波拉得的，个里气压里头吧。一月啥个咯，一旦眼里一月个里掉也气压路吧呗。个人哩苏山精神呢，伢班嘛科技部送片来的。伢东那一土家你嘛，都不听跑个你科技的，哪有个没飘飘？空浪人奥嘛，一的苦留下你的，第二的一的苦，一的个里下空浪蛋个拍对你的，就么是的空浪个都个冷的，大家看你的，咚咚，个人哩眼里咚啦的，都得家个判比，不都来路三米来的，一旦脱大的一嘛呗，一的一里下，手底下人家大的。比到特偏呢，埃啲克里下空浪線奧個面積咧個多ဝင်သွား的路苗標過သွားတယ်，面積ကတော့ပုံမှန်အတိုင်းပါပဲ。နောက်တနေ့မနက်မှာကိုရင်လေးသူ့မနာ空浪線နာကိုတွားကြည့်တယ်။အဲ့ဒီနေရာမှာတစ်သားအယုတ်လေးတစ်ယုတ်ကျနေတယ်။ရှေးဟောင်းပုံစံကလေးအယုတ်လေးမျက်နာကပြက်စီးနေတယ်။ကိုရင်လေးအယုတ်ကိုကောက်ကင်လိုက်တဲ့အချိန်မှာပဲသူ့လက်ထဲကိုအေးဆက်ဆက်အငွေ့အသက်တစ်ခုစိတ်ဝင်လာတယ်။နေလက်ခင်းကြတော့သူ့ကြောင်းတိုက်ရဲ့မှတ်တမ်းဟောင်းတွေကိုလှန်လော်ကြည့်မိတယ်။စာအုပ်အဟောင်းတစ်ခုထဲမှာမှတ်တမ်းတစ်ခုကိုတွေ့တယ်။1911ခုနှစ်ကျောင်းဝင်းထဲမှာကလေးတစ်ယောက်ပျောက်ဆုံးသွားတယ်။ရှာမတွေ့ခဲ့ဘူး။စာသားအောက်မှာကလေးတစ်ယောက်ရဲ့ဓာတ်ပုံပါပြီးမယ်။မျက်နှာနေရာကိုမင်းနေနဲ့ဖြတ်ထားတယ်။ညနေဆောင်တော့ဆရာတော်စီတွားပြီးဖုံဖုံဒီအယုတ်ကိုခေါင်းလောင်းစင်နာမှာတွေ့လို့ပါဗျာ။ဆရာတော်ကအယုတ်ကိုကြည့်တယ်။ပြီးတော့ကိုရင်လေးကိုကြည့်တယ်။ဆရာတော်ရဲ့မျက်လုံးတွေကတုံးရင်နေတယ်လို့ပဲအဲ့ဒီအယုတ်ကအရင်ကဒီเจ้าမှာနေခဲ့ဘူးတဲ့ခလီးတယောက်ရဲ့အယုတ်ပေါ့ဒါပေမဲ့ကိုရင်မင်းတစ်ခုကိုမှတ်တာဘာကူလဲဗျာခေါင်းလောင်းတန်ကိုကြားရင်ဘယ်တော်မှမဖြီးပါနဲ့ဘာလို့လဲဆိုတော့ခေါင်းလောင်းကိုရိုက်ခတ်နေတာကအဲ့ဒီခလီးမဟုတ်ဘူးကိုရင်လေးကြက်တီးထားသွားတယ်ဒါဆိုဘာတူလဲဗျာဆရာတော်ကအဝေးကိုငေးကြည့်ရင်ဖြီးတယ်အဲ့ဒီခလီးကိုခေါ်သွားတယ်သူပေါ့အခုထိအဲ့ဒီလူကဒီကြောင်းထဲမှာပဲရှိနေပြီတဲ့အဲ့ဒီညမှာတော့ကိုရင်လေးသူ့မနာအိတ်လို့မရဘူးည3နာရီထိုးတဲ့အချိန်မှာပဲခေါင်းလုံးတန်ထွက်လာတယ်ဒါပေမဲ့ဒီတစ်ခါတော့အတန်ကတစ်ချက်တည်းမဟုတ်ဘူးအဆက်မပြတ်မိနေတယ်တုံအတန်ကပူပြီးနီးကပ်လာတယ်သူတို့ရဲ့အိတ်ဆောင်တကားဝကနေလာနေတာကိုရင်လေးတကားကိုခိုးကြည့်မိတယ်တကားအောက်ကနေအရိပ်ကြီးတစ်ခုဖြတ်သွားတယ်အဲ့ဒီအရိပ်ကခလီးအရိပ်မဟုတ်ဘူးအရက်ရှိပုံပြက်ပန်းပြက်အရိပ်ကြီးတစ်ခုမနဲ့လင်းလာတော့ကြောင်းဝင်းတစ်ခုလုံးတိတ်ဆိတ်နေတယ်ကိုရင်လေးသူ့မနာအိတ်ဆောင်ကနေထွက်လာတဲ့အခါမှာတော့တစ်ခုခုကိုတွေ့လိုက်ရတယ်အိတ်ဆောင်ရှိမှခြေဓာကြီးတွေရှိနေတယ်ခလီးခြေဓာမဟုတ်တော့ဘူးလူကြီးခြေဓာတွေဒါပေမဲ့ခြေဓာတွေကအိတ်ဆောင်ထဲကိုပဲဝင်သွားပြီးပြန်ထွက်မလာဘူးကိုရင်လေးအထဲကိုပြန်လှည့်ကြည့်လိုက်တဲ့အခါသူ့ရဲ့အိတ်ရာပေါ်မှာညကသူတွေ့ခဲ့တဲ့တစ်သားအယုတ်လေးကိုတင်ထားတာတွေ့လိုက်ရတယ်အဲ့ဒီအယုတ်ရဲ့မျက်နှာကအခုတော့အပြုံးတစ်ခုဖြစ်နေတယ်ဘာလို့အခုလိုဖြစ်နေတာလဲဆရာတော်ကဘာတွေကိုဖုံးကွယ်ထားတာလဲပြီးတော့သူတို့နှစ်ယောက်ထဲရှိတဲ့ဒီเจ้าမှာအဲ့ဒီအယုတ်ကဘသူစီကိုတွားရှာနေတာလဲ